တင်ရိုးတဲ့ grade 1တင်ချာနဲ့ပတ်သက်ပြီးတော့ကျောင်းသားတွေရောမိဘတွေရောတင်တဲ့ဆရာမတွေရောရွာလဲနေတာတွေကိုအများကြီးကြုံရတယ်ပေါ့နော်ကို in service မှာလည်းတုန်းကလည်းကြုံတယ် in service မှာရောအခုအငိမ့်သားယူသွားတဲ့အချိန်မှာရောmessenger မှာလည်းမိဘတွေလာမိကြတယ်ပေါ့အဲ့ခါကျတော့ဒီ grade 1တင်ချာကိုအခုအားနေတဲ့အချိန်လေးမှာအပြင်းပြေလေး sharing လုပ်မှာပေါ့နော်အဲ့လိုမလုပ်ခင်မှာဒီဗီဒီယိုလေးမှာတော့ intro လေးနည်းနည်းစကားပြောချင်တယ်ပေါ့နော်အဲ့ဒါကဘာလဲဆိုတော့တင်ရိုးတစ်တုံးကပဲဖြစ်ဖြစ်တင်ရိုးဟောင်းမှာပဲဖြစ်ဖြစ်ဟောင်းပဲဖြစ်ဖြစ်အစ်စ်ပဲဖြစ်ဖြစ်ပညာရေးဌာနမှာပညာရေးဝန်ထမ်းလုပ်နေတဲ့လူတွေအကုန်လုံးနေ့စဉ်ကြုံတွေ့နေရတဲ့အလုပ်ငန်းသူ့ရဲ့ငကူကမှပညာရေးပါဆိုမှဆရာမပါဆိုမှနေ့စဉ်ကြုံတွေ့နေရတဲ့လုပ်ငန်းကဘာလဲဆိုတော့သင်ကြားတာလေသင်ကြားခြင်းသင်ယူခြင်းဖြစ်စဉ်ပေါ့ဆရာမနဲ့တပည့်နဲ့ဆရာမကသင်ကြားသူတပည့်ကသင်ယူသူအဲ့သင်ကြားသင်ယူမှုဖြစ်စဉ်ကနေ့စဉ်နဲ့အမျှနာရီနဲ့အမျှမိနစ်နဲ့အမျှစက္ကန့်နဲ့အမျှပေါ့နော်တနေ့သင်ခြင်းရှိရင်ရှိသလားအဲ့မှာဆရာနဲ့တပည့်နဲ့အပေးအယူတဲ့ပြီးတော့မှအစဉ်ပြေးနေလို့ရှိရင်အဲ့ကလေးကစာတတ်တာပေါ့အဲ့ကလေးကစာတတ်တယ်အဲ့ဆရာမသင်ကြားမှုအောင်မြင်တယ်လေသူသင်ကြားတတ်တယ်ပေါ့အဲ့လိုဖြစ်ဖို့အတွက်ကိုအမြဲတမ်းလူတွေက error တွေကိုပြောကြတယ်ပေါ့ကျမတို့ကတယောက်တည်းနဲ့2တန်းသင်ရတာတယောက်တည်းနဲ့3တန်းသင်ရတာဆိုတာမျိုးပေါ့နော်တချို့ကြတော့လေတန်းနဲ့ကိုအပိုင်ပေးထားပြီးတော့မှတနေ့လုံးသူဒီအတန်းမှာရှိတဲ့ဘာသာတွေအကုန်လုံးသူတယောက်တည်းသင်ရတယ်အဲ့ခါမျိုးမှာသူကစိတ်ကြိုက်ပဲသူစိတ်ထဲမှာအစဉ်ပြေတဲ့နေ့ကြလို့ရှိရင်သူအစဉ်ပြေတဲ့နည်းနည်းရှင်းရလင်းရတဲ့ဘာသာလေးတွေသင်လိုက်တယ်ပေါ့သူစိတ်ထဲအစဉ်မပြေတဲ့ခါကျတော့ကလေးတွေကုရေးရခိုင်ရမယ်ဟာမျိုးပေါ့ပကြီးဆဲရမယ်ဟာမျိုးပေါ့အဲ့လိုလုပ်ရင်ပညာရေးကမအောင်မြင်ဘူးလေအဲ့တော့သင်ကြားသင်ယူမှုဖြစ်စဉ်မှာသင်ကြားသင်ယူမှုဖြစ်စဉ်တစ်ခုလုံးအောင်မြင်မှုအတွက် main ပေါ့နော်အဓိကအရေးကြီးတဲ့သူကဆရာမပဲသင်မဲ့ဆရာမပဲအဲ့သင်တဲ့ဆရာမကကလေးကိုငါဘာသင်မှာလဲအဲ့ဒါသိရမယ်ဘယ်လိုသင်မလဲအဲ့ဒါသိရမယ်ပေါ့အဲ့တော့ဘာသင်မှာလဲဆိုတဲ့နေရာမှာကိုသင်မဲ့သင်ခန်းစာမြန်မာသားအင်္ဂလိပ်စာသင်ချပေါ့အဲ့သင်ခန်းစာကိုသိပြီးလို့ရှိရင်ရှိတဲ့မြန်မာသားတွေရှိတဲ့သင်ချတွေအများကြီးကိုတပရိထက်တစ်ခါနဲ့အများကြီးသင်လို့ရတာမှမဟုတ်တာအဲ့ခါကျတော့သင်ခန်းစာတစ်ခုချင်းအလိုက်ကိုရတဲ့မိနစ်40ပေါ့တကယ်ကတစ်ချိန်ကိုမိနစ်40ပဲဒါပေမဲ့လို့ကိုเจ้าနဲ့ကိုပေါ့လေတယောက်တည်းအတန်းမှန်ယူထားလို့ကိုကမိနစ်40ဒီပါကြည့်နေတော့ငါ10မိနစ်စာလုံးသင်မယ်ဆိုလို့ရှိရင်ဒါထားလိုက်ပါဒါကိုပြောလို့မရအဲ့လိုမျိုးဘယ်လိုပဲသင်တယ်ပေါ့10မိနစ်စာလုံးတစ်ဘာသာဦးတဲ့ဦးပဲသင်တယ်တနေ့လုံးတစ်ဘာသာပဲသင်တယ်ဒါပေမဲ့ကိုသင်မဲ့သင်ခန်းစာခေါင်းစဉ်ရဲ့သင်ယူမှုဥတီချက်ကိုတော့သိရမယ်အဲ့ဒီဥတီချက်ကိုသိပြီးတော့မှအဲ့ဥတီချက်အတိုင်းသွားမှဆရာရောတပည့်ကိုအစဉ်ပြေးပြီးတော့မှဆရာရောတပည့်ကိုပျော်ပျော်ရွှင်ရွှင်နဲ့စာရမှာသိတာခလေးကလည်းနားလဲမှာနှမဆိုဆရာမ